6လုံးဆက်ခွန်ကိုကတော့ရေဘေးကူညီရေးပေါ့နော်သူကရှာတခေါင်မျိုးနဲ့ရေဘေးကူညီမှုစောင်းဝင်ပါပြီရှာတခေါင်မျိုးနဲ့ရေဘေးကူညီရေးစောင်းဝင်ပါပြီကျွန်တော်တို့ဖွဲ့သူ့အိမ်ရပဲတယ်မှာဒီများလေးစီစီထိုးတော့ထိုးလဲဒီထိုးမယ်ဆိုတော့ထိုးလို့ရနော်ထိုးရင်မဆိုင်ရှည်ကြီးကြီးတို့ဈေးတွေကားလမ်းလောင်းရောက်နေပါတယ်ဈေးတန်းရေမြုပ်သွားလို့ကားလမ်းလောင်းမှာဈေးတွေပြရောက်နေရပါတယ်ခုကတော့ရေကြီးမှုဖြစ်ပွားနေတဲ့စုံထဲကိုရောက်ပြီပေါ့နော်တကယ်အရေးကြီးတဲ့ပိုင်းနော်မှာဆိုတော့ပလိတ်တွေရောချက်ချင်ကြီးတွေရောမိသက်တွေရောအကုန်လုံးကတော့နေရာအသီးသီးမှာယူထားရတာပေါ့လူမှုကယ်ဆယ်ရေးဖွဲ့တွေရောပလိတ်တွေရောချက်ချင်ကြီးတွေရောမိသက်တွေရောအကုန်လုံးရောက်ရှိနေပါOh my godကျွန်တော်တို့ကတော့လာရောက်ကူညီတာပေါ့နော်ရေကြီးနေတယ်ဆိုတော့အကုန်လုံးကရေတွေနဲ့လှောင်းပြည့်နေပါအကုန်လုံးရေတွေပြည့်နေတာရေ
ဒါကတော့ရေဘေးဒုက္ခတယ်လေးပေါ့နော်ခုနကျွန်တော်ကယ်ဆယ်လာတာပေါ့ ရက်ဆက်လိုက်တာတနာစရာပြင်းတာလေးမှာ ဒီမှာအခုမှဆောက်လုံးနေစေဈေးလဲအကုန်လုံးမြုပ်သွားပါပြီဟုတ်ကမှရေမောက်မကလေးရတစ်ဖက်ဖောင်းရတစ်ဖက်နဲ့အမလေး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  ငါးများခြင်းနဲ့ညီကိုမော်ဓမများဒီမှာလာရောက်မြားယူလို့ရပါတယ်ငါးတွေအရင်ပေါ်ပါတယ်ခြေကြီးတော့ငါးတွေတက်နေပါတယ်ဒီနေရာတော့အဓိက main ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့လူတရက်မြုပ်ပါတယ်ဘူးမှလူကြားလဲလာရင်နှလုံးကလည်းတော့ ဒီနေရာကတော့ဒီရသခေါင်မျိုးရဲ့ရစေးပေါ့ဒီနေရာမှာတော့လူတရက်မြုပ်ပါတယ်လက်ရှိမှာတော့ဒီထဲကတော့လူဆိုင်ကယ်ကားလုံးဝပေးမဝင်ပါဘူးပိတ်ထားပါဒီမှာသူတို့လှေစီးမယ်အဲ့စီးဖို့ခေါ်တာလိုက်ဖို့ခေါ်တာဒီလမ်းပေါ့နော်အဲ့လမ်းကြီးအကုန်မြုပ်နေပါတယ်လူတရက်မြုပ်ပါတယ်ကြီးအဲ့မှာတိုက်တွေလည်းအကုန်မြုပ်အောက်ထပ်တွေအကုန်မြုပ်အကုန်လုံးမြုပ်နေပါတယ်ငါတို့ရှင်လည်းရေဘေးဒုက္ခတယ်လေးတယောက်ပေါ့နော်ဟေးကိုလည်းပြန်ရိုက်ပြလာ ဟိုတနေ့ဆိုဟိုမှာနိုင်တော့နိုင်တဲ့ကဲတယ်ကြီးဖွဲ့တယ်ပါကိုတနေ့လည်းတွေ့အဲ့ဒီမတူကြတယ်ထမင်းဘူးဝေတာလားခြေဘူးဝေတာလားထမင်းဘူးဝေတာတို့လည်းတန်းစီရဘယ်လိုဝင်စားလို့ရတယ်ဗျာမရှိဘူးသူလည်းပြန်ပြရတာပဲဘာပျော်ပျော်ရှင်းရှင်းပေါ့ဟုတ်တယ်မလားအတူတူဖြတ်ပန်းလာလက်ငါးကြောင်းနဲ့တားမရဒီလက်စိတ်ကြောင်းနဲ့တားမှာဟာတုံးပါပဲမိဟိုတယ်မိကလူဆိုင်ကလေးဝါဘာလို့ခိုင်းနေဆိုင်ဩကားဝင်တယ်အဲ့လည်းပူလည်းမသိဘူးဟိုတယောက်ထဲအဲ့တယ်လည်းသိတယ်ထွဲเข้าထွဲโอเคဒီလောက်ပဲเนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြတာ